月底了呀，那是。第一点，以前စားလို့ရပါသေးတယ်ခုနကပြောချုပ်တဲ့ဟာတွေတော့မစားနဲ့ပေါ့နော်လှုပ်ချင်နေမစားနဲ့ပေါ့နော်အပုတ်ခံထားတဲ့အစားတွေမစားနဲ့နောက်အရေးကြီးဆုံးပြောဦးမယ်ဟိုခေါက်ဆွဲကြောက်လုံးဝမစားပါနဲ့ခေါက်ဆွဲကြောက်ကြာစံကြောက်နော်အခုဆိုမော်ရင်ကားတော့မှအစင်းနဲ့မော်ရင်ကားတို့လေးတော့ပေါ်နေပြီအဲ့ဒါကြီးလည်းမစားပါနဲ့ဟုတ်နော်ဘာလို့လဲဆိုတော့ဟိုအစားဟိုတစိမ့်ကိုပြောတာမဟုတ်ဘူးနော်အဲ့ပစ္စည်းတွေမှာတာရှိကန်တဲ့ဆေးတွေကအများကြီးပါတယ်ကျွန်တော်အဲ့ဒါတွေရှောင်ကျင်လို့ပါနော်နောက်အနံ့အုပ်စီဓာတုဗေဒအနံ့နေနောက်အယောင်သွေးအယောင်လောက်အောင်လို့သူတို့ဓာတုဗေဒဆေးသုံးရတာရှိတယ်ဒါ FDA ကခွင့်ပြုထားတယ်ဆိုပေမဲ့ကိုယ့်ဘက်ကဟိုပေါ့ကိုယ့်ရဲ့အခြေအနေကဒါတွေကိုရှောင်သိနေလို့ယူဆရတဲ့ကျွန်တော်ရှောင်ခိုင်းတာ三口水的样子。ကျွန်တော်တို့ပုံမှန်တူတူကိုမနဲ့ခင်းစိုက်ပါလေသွားစားနေတဲ့ဂျင်းနူးနဲ့ဟုတ်လားအဲ့ဒါမျိုးတွေစားလို့ရတယ်နော်အဲ့လိုကတော့စားလို့ရသေးတယ်ဒီကဒီလီပေါင်းတုပ်တွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ရှော့ပြီးနောက်ပြီးတော့ coffee mix ထပ်ပြောမယ်နော် coffee mix ပြက်ဒါပေမဲ့ coffee စစ်တောက်ရတယ်နော် coffee mix တော့ဖြတ်မယ် instant လေးတွေတက်နိုင်လားရှော့စစ်ထဲမှာလူစီတို့ဘာလို့ရနေလဲပါကိုယ်စီးကြုံမရှိဘူးဆိုတောက်လို့ရသေးတယ်နော်တောက်လို့ရသေးတယ်ဒါပေမဲ့အချို့ကိစ္စဆိုရင်အရင်အချို့ကြိုက်လို့ရင်တော့ရှော့နည်းနည်းတော့ရှော့ပြီးပြီအေးဟုတ်ပြီနော်လွန်ကြုံမဖြစ်စေနဲ့နောက်တစ်ခုကအနှင်းချုပ်ကကျွန်တော်တို့ကာကွယ်တဲ့စကားမဟုတ်ဘူးကျွန်တော်အရေးကြီးတာပြောစရာရှိတယ်ဘလောက်ပဲတဲ့တယ်ပြောနေကျွန်တော်ကတဲ့တယ်စိတ်ပညာရတဲ့တယ်ပြောမှာပဲတဲ့တယ်ဟာတဲ့တယ်ပြောမယ်လေနော်ခုနနိုးစီလိုမျိုးပေါ့နော်အခုတောက်လို့ရသေးတယ်ဒါပေမဲ့နေ့တိုင်းနိုးစီဖြိုးတော့မယ်ဆိုတော့အဆင်မပြေဘူးအဲ့ဒါကြောင့်ဆိုလိုတာကမိခဲ့သူပဲကျွန်တော်တို့ပါဇက်ကတဲ့တယ်လို့ပြောသည်ဖြစ်စီတရက်ကနေ2ရက်ကနေ3ရက်တစ်ဆက်တက်လျှောက်ကြီးအမြဲတမ်းသုံးတာမျိုးစားတာမျိုးတော့ရှောင်ပေးပါကျွန်တော်တို့ဘယ်လောက်ပဲတည့်တယ်ပြောနေနော်ဟုတ်ပြီနော်အဲ့ဒါလေးကအရင်ကြီးဒါဆိုရင်စိပညာနှစ်ခုရဲ့ဟိုကာယကံရှင်ရဲ့လိုင်းနာနိုင်မှုရဲ့မိသားစုရဲ့ပံ့ပိုးမှုရဲ့ဆိုရင်အားလုံးဂျန်နှုံးပြီးအောင်မြင်ပြီနော်โอเคအဲ့အဖြေကိုကျွန်တော်နောက်2လနေကျွန်တော်တို့အဲ့အဖြေကိုပျော်ကြီးကြည့်မယ်โอเคနော်ကဲဒါဆိုရပြီအဲ့ဒါကဲအဲ့ဘက်ကမေးချင်တာရှိရမေးကျွန်တော်မှားစရာရှိတာအရင်အရေးကြီးတာတွေမှားမှာမလို့ဟိုပြောတာဒီကဟိုမမြင်အမကိုပြောဖို့ကျွန်တော်ဒီအချက်လက်တွေပြန်ကြည့်ရသေးတယ်နော်